သက်12နှစ်ကနေ16နှစ်အတွင်းရှိတဲ့ကျောင်းသားတွေက9ယောက်မှာ1ယောက်ကဘူလီလုပ်ခံရတဲ့အခြေအနေကိုရင်ဆိုင်နေရတယ်ဆိုတော့သိပါသလားမင်္ဂလာပါဒီနေ့မှာတော့ဆရာဆရာမတွေအနေနဲ့ကျောင်းတွင်းအနိုင်ကျင့်မှုတွေကိုကြိုတင်ကာကွယ်ဖို့နဲ့ဒီလိုမျိုးကိစ္စတွေကြုံလာတဲ့အခါမှာဘယ်လိုမျိုးကင်တွယ်ဖြေရှင်းကြမလဲဆိုတာကို aware care tell ဆိုတဲ့စကားလုံးသုံးလုံးနဲ့ရှင်းပြပေးသွားမှာဖြစ်ပါတယ်နံပါတ်1အချက်အနေနဲ့ aware သတိပြုပါဆရာဆရာမတွေအနေနဲ့မိမိတို့ရဲ့ကျောင်းသူကျောင်းသားတွေကအချင်းချင်းကြောက်ကစားဖြစ်ခြင်းဆိုတဲ့ကိစ္စနဲ့ဘူလီလုပ်ခြင်းကိစ္စရက်ကိုကိုယ်ပြသိထားအောင်ရှင်းလင်းပြထားပါမယ်။တာမန်အဖြစ်သက်တူရွယ်သူပါဝါတူတဲ့ကျောင်းသူ2ဦးကတဦးကိုတဦးထိခိုက်စေလိုတဲ့ရွေချက်မရှိဘဲနဲ့ကြောက်ကစားဖြစ်ကြတဲ့ဟာမျိုးကိုတော့ကျမတို့ကပုံမှန်ကလေးတွေရဲ့သဘောထားမတိုက်ဆိုင်မှုလို့ပဲသတ်မှတ်လို့ရပြီးတော့ဘူလီလုပ်တယ်ဆိုတာကတော့တစ်ခါတလေမှဖြစ်တဲ့ကိစ္စမျိုးမဟုတ်ဘဲနဲ့ရည်ရွယ်ပြီးတော့ပေါ့နော်ထပ်ခါတလဲပြုလုပ်တဲ့ကိစ္စတွေကိုဆိုလိုတာဖြစ်ပါတယ်ဆိုတာမန်အဖြစ်ပိုင်ရှင်ရဲ့ခွင့်ပြုချက်မရှိဘဲနဲ့သူ့ရဲ့ပစ္စည်းတွေကိုယူလိုက်တာမျိုးသူ့ကိုထိခိုက်နာကျင်အောင်လုပ်တဲ့ကိစ္စမျိုးကိုတော့ကျမတို့ကကိုထိလက်ရောက်အနိုင်ကျင့်တာမျိုးတို့သတ်မှတ်လို့ရပြီးတော့သူတို့လေးတွေမကြိုက်တဲ့စကားလုံးလေးတွေကိုထပ်ခါတလဲပြောတာမျိုးကောလာဟာလာတွေရှောက်ဖြတ်တဲ့ကိစ္စမျိုးတွေပေါ့နော်ဒါတွေကိုတော့ verbally bully လုပ်တယ်လို့ကျမတို့သတ်မှတ်လို့ရပါတယ်ဒီလိုမျိုး normal peer conflict နဲ့ bullying ဆိုတဲ့ဟာကမတူဘူးဆိုတဲ့ဟာကိုအသိပညာပေးရတဲ့အတူကိုယ့်ရဲ့အကြောင်းရက်ဝင်တွေမှာတဦးကိုတဦးအနိုင်ကျင့်တာမျိုးမလုံးချုံစေဘူးဆိုတဲ့ခံစားချက်မျိုးလုံးဝလက်မခံဘူးဆိုတဲ့အကြောင်းကိုလည်းကျောင်းသားအားလုံးကိုတိတိတသားဖြစ်အောင်ရှင်းပြပေးထားဖို့လိုအပ်ပါတယ်ဒုတိယအချက်အနေနဲ့ကတော့ care လုပ်ပါဆိုကိုယ့်ရဲ့အတန်းတွေကျောင်းတွေမှာရုပ်ပိုင်းဆိုင်ရာရောစိတ်ပိုင်းဆိုင်ရာပါလုံခြုံမှုရှိရဲ့ပတ်ဝန်းကျင်လေးဖြစ်အောင်ကျမတို့တွေအနေနဲ့ view site ဆောင်ရွက်ရပါမယ်များသောအားဖြင့် physical appearance ပိုင်းဆိုင်ရာထူးခြားချက်ရှိတာမျိုးဒါမှမဟုတ်လို့ရှိရင် minority background ကလာတဲ့ကလေးမျိုးဒါမှမဟုတ်လို့ရှိရင်လည်းကျမတို့ဒီ disable ကလေးတွေLGBTQ background ကလာတဲ့ကလေးတွေဆိုလို့ရှိရင်တော့ဘူလီလုပ်ခံရဖို့ပေါ့နော်အခြေအနေပိုများတာမျိုးရှိတတ်ပါတယ်ဆိုတော့ဒီလိုကလေးတွေကိုစိတ်လုံခြုံမှုရဖို့အတွက်လည်းကျမတို့ကအထူး view site ပြီးတော့စောင့်ကြည့်လေ့လာဖို့လိုအပ်ပါတယ်ဒါအပြင်သူတို့လေးတွေသဘောကျတဲ့အရာတွေကိုလည်းမကြောက်မရွံ့မဲနဲ့လုပ်ရဲဖို့နဲ့သူတို့မှာခံစားချက်တွေရှိခဲ့တယ်ဆိုလို့ရှိရင်လည်းဆရာဆရာမတွေစီပွင့်လင်းလာပြောဖို့အတွက်လမ်းကြောင်းလေးတွေလည်းဖွင့်ထားပေးဖို့လိုမယ်နော်အနိုင်ကျင့်ခံရတဲ့သူတူဦးရှိနေတာမျိုးဒါမှမဟုတ်လို့ရှိရင်အနိုင်ကျင့်တတ်တဲ့အကျင့်ပေါ့နော်ဒီဘူလီလုပ်တတ်တဲ့အကျင့်ကိုဆွဲလန်းနေတာမျိုးရှိခဲ့တဲ့ကျောင်းသားတူဦးများရှိမယ်ဆိုလို့ရှိရင်တော့ဒီကိစ္စကိုကျမတို့တွေကမပေါ့ပြီးတော့ပဲနဲ့သေချာလေးကတ်တွဲပေးဖို့လိုအပ်ပါမယ်ဆိုဒီနေရာမှာတစ်ခုသတိထားမှာကဘူလီလုပ်တယ်ဆိုတာက behavior ဖြစ်တယ်ပေါ့နော်အပြုအမူဖြစ်တဲ့ကြောင့်မလို့ကျမတို့တွေကကျောင်းသူကျောင်းသားတွေကိုမဦးတည်ပဲနဲ့ behavior ကိုဦးတည်ပြီးတော့သေချာပြဿနာကိုစီးစနစ်ကြစွာနဲ့အကောင်းဆုံးရင်ဆိုင်ကင်တွယ်ဖို့ဖြေရှင်းဖို့လိုအပ်ပါတယ်နောက်ဆုံးအချက်ကတော့ tell ဖြစ်ပါတယ်များသောအားဖြင့်ဘူလီလုပ်ခံရတဲ့ကျောင်းသူကျောင်းသားတွေကသူတို့ရဲ့နောက်ဆက်တွဲပြဿနာတွေများဖြစ်လာမလားပြဿနာတွေများဒီထက်ပိုဆိုးသွားမလားဆိုတဲ့စိုးရိမ်စိတ်နဲ့သူတို့ဘာသူတို့ကြိတ်ပြီးဖြေရှင်းကြတာမျိုးတီးခံလိုက်ကြတာမျိုးရှိတတ်ပါတယ်ဒီနေရာမှာသူတို့တွေကစိတ်ခံစားမှုပိုင်းဆိုင်ရာမှာဖွံ့ဖြိုးနေစေကာလဖြစ်တာရဲ့ဒီခံစားချက်ကိုဘယ်လိုမျိုးအကောင်းဆုံးကင်တွယ်ဖြေရှင်းရမလဲဆိုတာကိုမသိသေးတဲ့ပုံမှာမလိုလားအပ်တဲ့ရုပ်ပိုင်းဆိုင်ရာစိတ်ပိုင်းဆိုင်ရာထိခိုက်နေတာမှုတွေရှိလာတတ်ကြပါတယ်။ဒါကြောင့်မလို့အနိုင်ကျင့်ခံရတယ်ဆိုလို့ရှိရင်ဘယ်လိုမျိုးအကူအညီတောင်းရမလဲဆိုတာကိုကျောင်းသားတိုင်းသိအောင်ဆရာဆရာမတွေအနေနဲ့ပြောပြထားပေးရပါမယ်။ဒါဆိုရင်တော့ဆရာဆရာမတွေအနေနဲ့မိမိတို့ရဲ့ကျောင်းသားတွေကိုဘူလီလုပ်ခံရခြင်းမှကာကွယ်ဖို့အတွက် aware care tell ကိုလုပ်ဖို့မမေ့နဲ့နော်တစ်ဆက်တည်းမှာပဲမိမိတို့ကိုယ်တိုင်ဖြစ်စေမိမိတို့ရဲ့ပတ်ဝန်းကျင်အတိုင်းဝိုင်းကသူတွေပဲဖြစ်စေပေါ့နော်ဘူလီလောက်ခံရတာမျိုးရှိနေတယ်ဆိုလို့ရှိရင်ကျမတို့အနေနဲ့ကြည့်မနေပဲနဲ့ speak out stand up လုပ်ပြီးဖို့တိုက်တွန်းအကြံပြုချင်ပါတယ်ကဲမို့ကို့မှာဘူလီလောက်ခံရတဲ့ experience ရှိတာမျိုးကိုယ့်ရဲ့ပတ်ဝန်းကျင်မှာလည်းဒီလို experience ရှိတယ်ဆိုလို့ရှိရင်ဒါတွေကိုနောက်ထပ်လူတွေမကြုံရဖို့အတွက်ဘယ်လိုမျိုးကင်တွယ်ဖြေရှင်းကြမလဲဆိုတော့အကြံဉာဏ်ကောင်းတွေရှိခဲ့လို့ဆိုလို့ရှိရင်လည်း comment မှာမျှဝေပေးဖို့ဖိတ်ခေါ်ပါတယ်ချိန်ပေးပြီးနောက်ထောင်ပြီးတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်။နောက်ထပ်အသိပညာပေးဗီဒီယိုတွေအတွက် like and subscribe လုပ်ခဲ့ဖို့လည်းမမေ့နဲ့အောင်နော်။ Bye bye